တောင်ပေါ်ဆင်းတော့ဗောနော်အခုဆိုရင်တော့12နာရီထိုးသွားပြီဗောနော်ဘယ်နှမိနစ်နဲ့တောင်အောင်ကိုရောက်မှဆိုတော့ကြည့်ကြတာဗောနော်ဆင်းလာမြန်တက်ကြတာလည်းကြားတယ်ဆင်းရင်ပြဒီနေရာကတော့ကျွန်တော်တို့ငယ်တော့တောင်ပေါ်တက်ရင်ဒီမှာကစားကွင်းရှိတယ်အခုဆိုကစားကွင်းနေတော့မရှိတော့ပြောင်းသွားပါပြီပေါ့ဥပမာဓာတ်နေပါရှိတယ်ဓာတ်နေဒီနေ့လည်းပြောင်းသွားပါငယ်ဆိုတောင်ပေါ်တက်ဆိုဒီနောက်ရောက်ရင်ကစားကွင်းရှိတယ်ဓာတ်နေပါစီးကြရတယ်အခုကတော့ဓာတ်နေပါမရှိတော့ဒါတော့တောင်ပေါ်တစ်ထောက်တနေရာပေါ့နော်ခဏနားကြတာပေါ့အိုးဒီနေကဆင်းရလားလုံးကလုံးမိုင်းကလုံးမိုင်းကျွန်တော်ဒီနေရာဆိုတော့နည်းနည်းဟွာဖြစ်တယ်တားတာဆင်းလာခက်တယ်ငယ်တော့ဆိုတော့လုံးဒီနာဖဖိုင်နီတော့လက်ကန်အောင်ဒီလေကနည်းနည်းမြင့်တယ်အမဆက်လက်ပြီးစကတော့မှာဒီနေရာတွေကတော်တော်ဟောင်းသွားပြီပဲအရင်တော့ဒီမှာဆိုင်တန်းနဲ့ဆိုင်ကန်းတွေရှိတယ်ဒီမှာအောင်ကြီး၈ပါးတွေရှိရဝင်ရတော့တော်တော်ဟောင်းသွားပြီတတန်းနဲ့ကုန်သွားတယ်ဒါကတော့တူနာတူတေရဟန်းပေါ့နော်ဒါတော့တူလူတေလူနာလူတေရဟန်းပေါ့နော်တရားတနေ့ကျတရားမှာပဲတရုတ်စာပုတ်ကောင်းဘယ်လမ်းဆိုနှစ်လမ်းရှိရဘယ်ကငါဟိုဘက်ကဆင်းမလားဒါတော့ဘူကြီးလမ်းသွားတဲ့လမ်းပေါ့နော်ချစ်တင်းနှကောင်လမ်းဟိုဘက်ကချစ်တင်းနှကောင်လမ်းခုတော့သွားမလားဖေဘယ်သူမှမဖူးကြဘူးဖေဝေါสูงมากเลยครับဒါတော့ကားလေးဆိုင်ကယ်တွေကားလမ်းပေါ့နော်ဒီမှာဆိုင်ကယ်တွေကားတက်လာလို့ရတယ်ပေါ့နော်ပြီးတော့အေးဖေးတမောက်ဆူတောင်းပြဖေးစတဲ့ပြဆူတောင်းပြဖေးတဲ့အခုဆိုတော့7နာရီခွဲတော့နော်7နာရီခွဲပါတောင်းအောင်မရောက်ပြပါခင်ဗျတဝက်လောက်တော့ကြော်ပြီสวยมากเลยချင်းတချင်းတကောင်ရောက်တော့ခုဆိုတော့တနင်္လာထိုးရမယ်နေ့လက်တနင်္လာထိုးရမယ်နော်7နာရီတောင်ပေါ်ဆင်းလာတာအောက်မှာတော့နေ့လက်တနင်္လာထိုးရမယ်ဆိုတော့ကျွန်တော်တို့တောင်ပေါ်ဆင်းတာတနင်္လာဒီပါကြာတယ်ရောက်တော့ခုဆိုဒူးတွေလည်းတုံနေခမအတက်ကျိုးလာမသိဘူးဒူးတွေလည်းတုံက
လေးတွေကတော့ share ပဲဆော့တာကဲချင်းတီးနှစ်ကောင်ရောက်ပါပြီဗျာအောက်ပါဆင်း တူငါတို့ဆိုတော့အဲ့ဒါလည်းအများကြီးပဲဟိုက ချင်းတီးချင်းနှစ်ကောင်ရောက်ပါပြီဗျာတောင်းအောင်ပါဆင်းတနားကြပါလေခင်ဗျာချင်းတီးချင်းနှစ်ကောင်ရောက်ပါ